သော်ဗျာဟောထားတဲ့နေရာမှာမိဘကိုကျေးဇူးဆက်တယ်ဆိုတဲ့နေရာမှာကျေးဇူးဆက်ပုံနှမျိုးပြထားတစ်ခုနှမျိုးပြထားတယ်ရှိတယ်ဘလောက်ကျေးဇူးဆက်တုံးဆိုအမေဖေကိုချမ်းသာအောင်ထားတာနံပါတ်1ကအမေနဲ့အဖေကိုလက်ဝဲဘက်ပခုံးနဲ့လက်ရဘက်ပခုံးပေါ်တင်ဒါတော့တာဝန်ယူတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါလိမ့်မယ်နော်အမေဖေကလည်းပခုံးပေါ်ထိုင်းနေညောင်းမှာပေါ့နော်တခါတလေစာတွေဟာမက်တာဖောင်းလောက်တာရှိတယ်လေတခါတလေတိုက်ရိုက်မယူရဘူးအဓိပ္ပာယ်ကဖះကိုလည်းဖះကအဖကိုလက်ရပခုံးပေါ်ထားအမိကိုလက်ဝဲပခုံးပေါ်တင်ထားအသက်တရားရှိတဲ့သားသမီးဟာအသက်တရားလုံးလှုပ်ကြွေးတောင်မကုန်ဘူးဆိုတာဘာလို့မှမလုပ်ဘဲနဲ့အမေဖေကိုပြုစုတောင်မှပဲမိဘကျေးဇူးဟာမကုန်ပါဘူးလို့ပြောတဲ့သဘောမျိုးပေါ့နော်နောက်တစ်ခုကဘာတော့ဆိုရင်ကဘာမြေပြင်တစ်ခုလုံးကိုအစိုးရတယ်ရတနာတွေအားလုံးကိုပိုင်ဆိုင်တဲ့ကဘာမြေပြင်ကြီးတစ်ခုလုံးကိုအစိုးရတဲ့အရှင်သခင်ဘုရင်အဖြစ်မိဘကိုတင်မြှောက်ပြီးတော့ကျေးဇူးဆက်တောင်မှပဲမိဘရဲ့ကျေးဇူးကမကုန်နိုင်ဘူးလို့ဒီလိုပြောတယ်ဒါမကုန်နိုင်တဲ့နည်းတွေတချို့လည်းမိဘကျေးဇူးမကုန်တာကိုဘာနဲ့ပြောကြတော့ဆိုမြတ်စွာဘုရားတောင်မှတဲ့တာဝရိန္ဒနတ်ပြည်တက်ပြီးတော့မေရောမိနန္ဒာကိုကျေးဇူးဆက်တဲ့အနေနဲ့အဘိဓမ္မာတရားဟောတယ်တဲ့အဲ့ဒါတောင်မှပဲနှုတ်တလုံးပိုးပဲခြေသေးတယ်လို့ဘယ်သူကပြောတဲ့စကားမှမသိဘူးစာပေရလာတဲ့စကားမဟုတ်ဘူးနော်တလုံးပိုးနှလုံးပိုးလို့ဘယ်လိုလုပ်ခွဲမှာသတ်မှတ်ထားရင်တော့ခွဲရတာပေါ့နော်ကိုကျေးဇူးဆက်တာကတလုံးပိုးပဲရှိသေးတယ်နောက်တလုံးပိုးဆိုတာတော့တလုံးကဘယ်လောက်တန်ကြီးရှိတာတော့ပေါ်မှာမူတည်ပြီးပြောအဲ့ဒါလို့မဟုတ်ပဲနဲ့တချို့မကြေဘူးဆိုတာရိုးရိုးမပြောဘဲနဲ့တလုံးပိုးပဲခြေသေးတယ်ဆိုတော့နောက်တလုံးပိုးကျန်နေသေးတယ်အတိတ်ပဲရနေဒါတော့စာလာပေလာစကားမဟုတ်ပါဘူးတကယ်တော့မဟုတ်ဘူးအဲ့ဒီစကားဟာလေမြတ်စွာဘုရားမိဘရဲ့ကျေးဇူးကိုဆက်ရင်ဘယ်လိုနည်းနဲ့ကျေတယ်လဲခုနလိုလှုပ်ကြွေးပြုစုယုံနဲ့မကျေဘူးယာရုအာနာပေးယုံနဲ့မကျေဘူးမိဘကိုလောကီစည်းစိမ်တွေပြေဝပေးယုံနဲ့မကျေဘူးခြေနိုင်တဲ့နည်းရပါတော့လို့ဆိုလို့ရှိရင်ကိုချင်းသီလမပြည့်စုံသေးတဲ့မိဘကိုကိုချင်းသီလပြည့်စုံအောင်တရားတရားမရှိသေးတဲ့မိဘကိုတရားတရားရှိအောင်စွန့်ကြဲမှုမရှိပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးနှမျောတွန့်တိုးနေတဲ့မိဘကိုလှူဒန်းအောင်ပညာမရှိသေးတဲ့မိဘကိုပညာရှိလာအောင်အဲ့ဒီလိုဓမ္မဘက်ကကျေးဇူးဆိုင်ကြည်တယ်လို့မြတ်စွာဘုရားဟောထားတာဘယ်နိုးတလုံးပိုးတွေပါလေဟုတ်မလဲနော်ဓမ္မနဲ့ကျေးဇူးဆက်မှကြည်မယ်လောကအာမိတလို့ခေါ်တဲ့ပစ္စည်းဥစ္စာနဲ့ကျေးဇူးဆက်လို့တော့မကုန်နိုင်ဘူးတဲ့ဒီလိုဆိုလို့လားအဲ့ဒါလို့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေရှိတယ်ပေါ့အဲ့ဒါလို့ကျေးဇူးဆက်လို့ရှိရင်ကြည်တယ်တဲ့မိဘနဲ့သားသမီးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအပြန်အလှန်ဂျူတီတွေပေးထားတာရှိတယ်သင်္ဃာလောဝါဒတုတ်မှာမြန်မာပြည်မှာတော့သိတဲ့ပုဂ္ဂိုလ်တွေများပါတယ်ဘာလို့လဲဆိုရှေးဆရာတော်ကြီးတွေကကြပြာလေးတွေရေးပေးထားခဲ့တယ်မိဘကျင့်ဝတ်တို့သားသမီးကျင့်ဝတ်တို့ဆိုပြီးတော့ရေးထားတာအဲ့ဒီကြပြာတော့လူတိုင်းရမှာဘုန်းကြီးမူရင်းကျမ်းကနေထုတ်ပြီးတော့ပြောပြမိဘဆိုတာအရက်6မျက်နှာနဲ့အရက်10မျက်နှာနဲ့ပြောမယ်ဆိုရင်မိဘအရှိရလို့တင်စားပြီးတော့ပြောတာမိဘတွေကိုအရှိရလို့ဒီလိုထားတယ်အဲ့ဒီတော့အရှိရကိုလည်းလုံခြုံစေရမယ်တောင်ရက်အနောက်ရက်မြောက်ရက်အောက်ရက်အထက်ရက်ဆိုတာဒါတွေကိုလည်းလုံခြုံအောင်နေရမယ်လို့ဒီလိုဖခင်လှုပ်တဲ့ပုဂ္ဂိုလ်ကသင်္ဃာလဆိုတဲ့သူ့သားကိုလိမ္မာအောင်ဆုံးမခဲ့တဲ့စကားအဲ့ဒါကိုအရှိရဆိုတာတကယ်နေထွက်တဲ့အရာလို့သူကထင်ပြီးတော့မနေ့တိုင်းထပြီးတော့နေထွက်တဲ့အရာရှစ်ခိုးနေလို့မြတ်စွာဘုရားကအဲ့ဒါပြောတာမဟုတ်ဘူးတခါတလေတင်စားပြီးတော့
လူကြီးသူမတွေကမှတ်လောက်သားလောက်အောင်ဆုံးမခဲ့တာကိုအတိပ္ပယ်တစ်ခါကျတော့တိုက်ရိုက်သွားကောက်တယ်သွယ်ဝိုက်ယူရမယ့်ဟာကိုတိုက်ရိုက်သွားကောက်တော့အဲ့ဒါလိုမှားမှားယွင်းနေလို့တော့မြတ်စွာဘုရားအဲ့ဒါပြောတာမဟုတ်ဘူးတဲ့အရှိရဆိုတာမိဘကိုပြောတာအဲ့ဒီမိဘကိုမင်းပြုစုလုပ်ကြွေးရမယ်တဲ့မိဘကိုပြုစုလုပ်ကြွေးတယ်ဆိုတာနံပါတ်1ကပတောနေပရိသမိအမေဖေကကိုယ့်ကိုကြွေးခဲ့တယ်ကိုပြန်ကြွေးရမယ်ဒါတာဝန်ရှိတယ်လို့ဆိုလို့ကိုလုပ်ပေးခဲ့တာကိုပြန်ကိုပေးဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အမေဖေကငါ့ကိုပြုစုလုပ်ကြွေးခဲ့တယ်ကြွေးမွေးဆောင်းရှောက်ခဲ့တယ်သူတို့အိုမေးမစွမ်းရှိတဲ့အခါမှာငါပြုစုလုပ်ကြွေးရမယ်ဒါမိဘအပေါ်မှာတတ်သားသမီးတွေဟာဝတ္တရားလို့ဆိုလို့တယ်ကြွေးရမယ်နောက်တစ်ခုကကိစ္စနေတံဂရိတမိသူတို့ရဲ့ကိစ္စတွေကိုလုပ်ပေးရတာဝန်ယူပြီးတော့လုပ်ပေးရ on behalf ပေါ့နော်မိဘလှုပ်ရှားရှိတယ်မှန်တယ်များကိုလုပ်ပေးရကိုကတာဝန်ယူရမယ်ဒီလိုဆိုလို့တယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုလဝန္တံထပိတမိမိဘတွေဆိုတာရှေးတုန်းကဒီကိုယ့်ရဲ့မိသားစုဆိုတာအတိုင်းဝိုင်းလေးတစ်ခုပဲပေါ့မိဘဆိုတာအတိုင်းဝိုင်းလေးတစ်ခုကုလလို့ခေါ်တယ်အဲ့ဒီမျိုးရိုးဆိုတာဟိုရှင်းတော့အမတမထိမ့်သိမ့်ဆောင်ရှောက်တယ်ထိမ့်သိမ့်ဆောင်ရှောက်လေးရှိကြတယ်ညမပြေမှာတော့အဲ့ဒါတိတ်ပြီးတော့အလေးမထားတဲ့သဘောရှိသွားတယ်ကိုရီးယားတို့ဂျပန်တို့တရုတ်တို့ကြီးလိုက်လေသူတို့မှမိဘမျိုးရိုးတွေရှိတယ်လီကွမ်ယူဆိုရင်လီဆိုတာအဲ့ဒါသူတို့မျိုးရိုးပဲသူလီဆိုရင်လီအုပ်စုပဲနောက်ထပ်ကြောက်ဆိုရင်ကြောက်အုပ်စုပဲနော်မောင်းဆိုရင်မောင်းအုပ်စုပဲရှိတယ်ကိုရီးယားတွေလည်းတူတူပဲရှေ့ကအုပ်စုလေးတွေရှိတယ်အိန္ဒိယနိုင်ငံမှာဆိုလည်းဒီလိုစာနိမ်ခေါ်တာပေါ့နော်အဲ့ဒီလိုအုပ်စုလေးတွေရှိတယ်အဲ့ဒါကိုအမျိုးအနွယ်နဲ့ပတ်သက်လာလို့ရှိရင်သူတို့မျိုးရိုးမှာလိုက်နာကျင့်သုံးရမယ့်ဒလိထုံးတန်းစင်တာတွေရှိတယ်အဲ့ဒါတွေကိုမဖောက်ပြချက်ရဘူးဒီမျိုးရိုးမှာလိုက်နာကျင့်သုံးရမယ့်ဟာတွေကိုလိုက်နာကျင့်သုံးရမယ်အမျိုးအနွယ်ဆိုတာလူမအမျိုးကျက်မှာအယိုးလို့ဒီလိုပြောကြတယ်ဒါကြောင့်မို့လို့တကယ်အရေးကြီးဆုံးကတော့ကိုယ့်ရဲ့စိတ်နေသဘောထားကိုယ့်ရဲ့ယဉ်ကျေးမှုဆိုတာမိဘကိုယုံသိလေးစားတာတို့နော်လူကြီးသူမကိုယုံသိလေးစားတာတို့ဘာသာတရားတို့စသဖြင့်ကိုမျိုးရိုးမှာလေးစားလိုက်နာခဲ့တဲ့ကိုချင်းတရားတွေတို့ဒါတွေဟာပို့ပြီးတော့အဓိကကြပါတယ်လို့အဲ့ဒီအဓိကကြတာတွေကိုထိမ့်သိမ်းဆောက်ရှောက်ပြီးဆိုလို့ရှိရင်ကျန်တာတွေကတော့အပေါ်ယံနေပဲဒါတွေကတော့ဒါကြောင့်မလို့မိဘတွေကကုလဝန္တံထပိတမိသားသမီးတွေအနေနဲ့မိဘရဲ့မျိုးရိုးတို့မျိုးနွယ်ကိုဆောက်ရှောက်မယ်လို့ဆိုရင်စိတ်ထားတဲ့နဲ့ဒါတစ်ခုနောက်တစ်ခုကဒါယိသံပฏิပိစိတ်တာမိဒါယိသဆိုတာမိဘတွေကပေးရမယ်လက်ဆင့်ကမ်းထားခဲ့မဲ့ပစ္စည်းကိုဒါယိသလို့ခေါ်တယ်အဲ့ဒီအမွေပစ္စည်းတွေဆိုတာမျိုးရိုးအစင်လာလဲအမွေပဲရွှေငွေရတနာပိုင်ဆိုင်မှုတွေဟာလည်းပဲအမွေပဲပေါ့သို့သောများသောအားဖြင့်လူတွေကရွှေငွေပိုက်ဆံပဲအသုံးဆောင်ပဲအမွေခံနေတယ်မိဘတွေလောက်ခဲ့တဲ့ကုသိုလ်တို့ဘာတို့ဒီလိုပဲကြတော့တိတ်ပြီးတော့အမွေမခံနိုင်ဘူးအဲ့ဒါလေမိဘတွေရဲ့ရည်ရွယ်ချက်နဲ့မကိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အမွေခံတယ်ဆိုတာမိဘတွေတချို့ကြတော့လေဗမာပြည်မှာမိဘတွေရဲ့အမွေခံပြီးတော့အားလုံးမိဘတွေရဲ့လူခဲ့တဲ့တန်းခဲ့တာတွေမပြောင်းမပြဲအောင်ထိမ့်သိမ်းဆောင်ရှောက်ကြတယ်ဒီလိုလုပ်ရမှာနောက်တစ်ခုကဘာလို့ဆိုရင်သားသမီးတွေကဒါမိဘရှိနေမိဘနဲ့ပတ်သက်ပြီးတော့ဒါသားသမီးတွေလုပ်ပေးရမယ်တောင်းတစ်ခုနောက်တစ်ခုကတော့အမေဖေးဟာမျက်ကွယ်ပြုတ်သွားပြီးဘဝတစ်ခုဆုံးသက်သွားပြီဆိုလို့ရှိရင်တော့အမြတ်တမ်းပေးဝေရမယ်တောင်းဟာနောက်ဆုံးတောင်းတစ်ခုပဲအဲ့ဒီတောင်းကလည်းမဖြစ်မနေထမ်းဆောင်ရမယ်တောင်းဘုရားဘာသာတွေဟာအခုလိုအမြတ်တမ်းပေးဝေတာတကယ်ပဲတစ်ဖက်သားကိုအကျိုးရှိစေသလားလို့ဆိုလို့ရှိရင်
အကျိုးရှိနိုင်တဲ့နေရာရောက်နေရင်တော့အကျိုးရှိတယ်မှန်တယ်အကျိုးမရှိနိုင်တဲ့နေရာလည်းရှိသေးတယ်ရောက်တဲ့နေရာရှိတယ်မရောက်တဲ့နေရာရှိတယ်ပေါ့ကိုမိဘကမကျွတ်မလွတ်တဲ့ပြိတ္တာဘဝတို့ဘာလို့ရောက်နေလို့ဒီကအမြတ်တမ်းပေးဝင်လိုက်ရင်တော့ချက်ချင်းအကျိုးရတယ်ကံမကောင်းကြောင်းမလားလို့ငရဲကြနေတယ်တခြားဘုံတွေရောက်နေတယ်ဆိုရင်တော့သူကဆက်သွယ်ရေးကပြတ်သွားပြီဆက်သွယ်ရေးပြတ်နေတော့ဘယ်လိုမှဆက်သွယ်ရေးမရဘူးဆိုရင်တော့ကိုကကုသကောင်းမှုပြုတ်ပြီးတော့အမြတ်တမ်းပေးဝင်မယ်လို့မိဘတော့ရမှာမဟုတ်ဘူးသို့တော့ကိုယ်တိုင်ကတော့ကုသရတာပေါ့ဒါကြောင့်မလို့သို့တော့လှုပ်တင်လှုပ်ထိုက်တာတော့မိဘတွေကိုရည်စူးပြီးတော့ကုသကောင်းမှုလုပ်ရမယ်အနည်းဆုံးကိုယ့်အတွက်တော့အကျိုးရှိတယ်မိဘတွေစီလည်းကြောင်းနိုင်တဲ့နေရာဆိုရင်ရောက်သွားနိုင်တယ်ဒါကမှန်ကန်တဲ့လုပ်ရဖယ်ကျန်တာတွေကတခုမှသူ့ကိုအကျိုးပြုမှာမဟုတ်ဘူးဒီတခုကအကျိုးပြုနိုင်တယ်လို့မြတ်စွာဘုရားသားသမီးတွေကျင့်ဝတ်အနေနဲ့ဒီလိုဟောထားခဲ့တာနော်သားသမီးတွေကျင့်ဝတ်အနေနဲ့ဟောထားတာဘာဖြစ်လို့သားသမီးတွေအပေါ်မှာသားသမီးတွေကမိဘအပေါ်မှာဒီလိုလုပ်ရတော့ဆိုအမေဖေကလုပ်ခဲ့တာတွေရှိတယ်ခုနမြတ်စွာဘုရားခြုံပြီးတော့ပြောထားတဲ့အထက်မှာအပါရကပောဒကဣမတလောကတဓာတိတာတော့ဆွမ်းလျှောက်ခဲ့တယ်ကျွေးမွေးခဲ့တယ်ဒီလောကကြီးရဲ့အကောင်းဆုံးကိုမြင်အောင်ပြသခဲ့တယ်လူလားမြောက်စေခဲ့တယ်ပေါ့အဲ့ဒါတွေမကဘူးသားသမီးနဲ့ပတ်သက်ပြီးတော့မကောင်းမြတ်တာလို့ဆိုတဲ့အတိုင်းပပနိဝရင်တည်တယ်မကောင်းတဲ့လမ်းကိုသားသမီးတွေမလိုက်အောင်မိဘကအစွမ်းကုန်ဟန်တာတယ်နော်နောက်ပြီးတော့ကလျာဏိနိဝတေတိကောင်းတဲ့အခြေအနေတစ်ခုထဲမှာထည့်သွင်းပေးတယ်မိဘကသိပ္ပံဥက္ကနာပေတိပညာသင်စေတယ်ဒီနေ့ခေတ်မှာဆိုရင်မိဘတွေဟာဝတရားခြေပြွန်းနေတော့မယ်သားသမီးကိုကြောင်းကောင်းကောင်းထားပေးတယ်ပတ်စံနေအကုန်ကြအများကြီးခံပြီးတော့ကလေးတွေကလည်းသင်ကြရတယ်နော်ကျောင်းပြီးကျူရှင်ကနေကျောင်းအိမ်မှာတိတ်ပြီးတော့နေရတယ်မရှိဘူးအုံနောက်တွေများဆန့်ဆန့်နေလာတော့မသိဘူးအဲ့ဒါလို့ကြိုးစားကြသိပ္ပံဥက္ကနာပေတိတဲ့အတတ်ပညာကိုသင်ယူစေတဲ့နောက်တစ်ခုကျတော့ပတိရူပေနဓာရေနတန်ရောစဉ်ဒါကတော့အိမ်တော်ရသားချပေးတာမိဘအခုခေတ်တော့မိဘအိမ်တော်ရသားချတာတိတ်မဆောင်ကြတော့ပါဘူးစောင့်တော့ပါနောက်တမယေဓာယေဇံနေရထင်တည်ပေးတဲ့အချိန်မှာအမွေကိုလွှဲပေးတယ်တဲ့မိဘဒီလိုဆိုလိုတာပေါ့ပေးတဲ့အချိန်မှာပေးတယ်ဆိုရင်လိမ်မာမလိမ်မာလို့ရှိရင်သတင်းစာထဲထည့်ပြီးအမွေပြကြော်ညာတာရှိသေးတယ်ဒါကြောင့်မို့ဖခင်ကလည်းပေးတဲ့အချိန်တို့ဒီလိုပြောတာနော်အဲ့ဒါလို့မြတ်စွာဘုရားမိဘနဲ့ပတ်သက်တဲ့စကားတွေဟာလောကီမှာကျင့်သုံးလိုက်နာပွဲရတွေနဲ့ဆက်ဆက်ပြီးတော့ဟောထားတာနောက်မြတ်စွာဘုရားကမိဘနဲ့ပတ်သက်ပြီးတော့မလုပ်ကြွေးဘူးဆိုရင်သားသမီးတွေကိုမတ်လွန်သားလောက်အောင်ကိုပြောထားတဲ့စကားတွေရှိသေးတယ်ဆုံးမထားတဲ့စကားတွေယောမတရံပိတရံဝါစိဏကံကတရွတ်ဖနအမေနဲ့အဖေအိုမင်းမစွမ်းဖြစ်ပြီးတော့အရွယ်ကြီးပြီးအရွယ်လွန်သွားတဲ့အချိန်မှာတဲ့ပဟုတန်တော်နဗရတိတတ်နိုင်ရဲ့သားနဲ့ကိုယ်တိုင်ကလည်းပြုစုနိုင်စွမ်းရှိရဲ့သားနဲ့မပြုစုဘူးဆိုလို့ရှိရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်သူယုံမှလို့ပဲမှတ်လိုက်ပါနောက်ဒီတစ်ခုတည်းနဲ့သူယုံမှလို့သတ်မှတ်တာသူယုံမှဆိုတာဘယ်သူမှမဖြစ်ချင်ဘူးလေဝတ္တလအောက်တန်းစားတဲ့အန်တက်ချေပေါ်ပဲခုနဘလောက်ဇမ်းမြင့်တဲ့လူဖြစ်ဖြစ်ဇမ်းနိုင်မဲ့တာဘာလို့လဲဆိုသူ့အမှုအကျင့်ကသူယုံမှရဲ့အမှုအကျင့်အမှုအကျင့်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလူတော်လူကောင်းဒီမြင့်မြတ်သူနဲ့ယုံနေသူကိုတတ်မှတ်တယ်ဇမ်းနဲ့မတတ်မှတ်ဘူးဒါမို့ကမ္မုနာနသစ္စာဝတ္တလောဟောတိနသစ္စာဟောတိဖြစ်မနော်ဒါအိန္ဒိယမှာဆိုသိထိပ်ပဲရှိတယ်မြတ်စွာဘုရားသဝါရကိုတွန်းလှန်တိုက်ခိုက်တဲ့စကားတစ်ခုပြောရတယ်ဆိုတာအဗ္ဗဓမ္မခဲရင်နဲ့ပေါ့နော်အယူဆပြင်းထန်နေတဲ့ထဲမှာဖြစ်မနာဆိုတဲ့ဇမ်းမြင့်ဟာဇမ်းနဲ့မဆိုင်ဘူးဝတ္တလဆိုတဲ့အောက်တန်းစားဟာလည်းဇမ်းနဲ့မဆိုင်ဘူးဘာနဲ့ဆိုင်လို့ကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြစ်မနော်တဲ့သူ့ရဲ့လောက်ရနဲ့ဆိုင်တယ်လောက်ရကမကောင်းဘူးဆိုရင်မကောင်းတဲ့လူပဲလောက်ရကကောင်းရင်ကောင်းတဲ့လူပဲ
အဲ့တော့သူ့ရဲ့အပြုအမူပေါ်မှာကြည့်ပြီးတော့လူကိုတန်ဖိုးဖြတ်လို့ဒီလိုဆိုလို့တယ်နော်လူကိုတန်ဖိုးဖြတ်ဟုတ်တာပဲတကယ်လက်တွေ့မှာတော့အဲ့တိုင်ပဲသေချာနာပဲသူရပစ္စည်းခိုးတဲ့လူတခိုးလို့သတ်မှတ်တာပဲလေဘာလူမျိုးပဲဖြစ်ဖြစ်သူရပစ္စည်းခိုးရင်ခိုးတာသူလုပ်တဲ့အလုပ်လေအကြောင်းဆရာလုပ်ပြီးစာသင်ပေးရင်ဆရာပေါ့ဒါဟုတ်တာသူလုပ်တဲ့အလုပ်အဲ့လိုမဟုတ်ဘဲနဲ့အယောင်းဝယ်လုပ်ရင်ကုန်တယ်ပေါ့တင်ကားဝင်ရင်တော့ဖုန်းကြီးပေါ့သူအလုပ်ရက်ကိုကြည့်ပြီးတော့ဒီနာမည်တွေကသူ့အနေနဲ့သူသွားတာဟာအဲ့ဒါကိုမြတ်စွာဘုရားဟောတာပဲဒါမို့မိဘကိုမလုပ်ကြွေးဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒါသူရုံမှာပဲတဲ့မြတ်စွာဘုရားအဲ့ဒီပုဂ္ဂိုလ်သူရုံမှာလို့ပဲမှတ်ထားပါတဲ့မှတ်လိုက်ပါကျန်တဲ့လူဟာသူရုံမှာမဟုတ်ဘူးတဲ့နောက်တစ်ခုကယောမတရံပိတရံဝါဘာတရံပကိနေတတ်တုံဟန္တိရောတိတိဝါစာယတန်စညာဝဒရောဣတိအမေအဖေကိုရိုင်းရိုင်းပြပြပြန်ပြီးတော့ဆဲမယ်ပြောမယ်ဆိုရင်လည်းသူရုံမှာပဲတဲ့ဒါလို့ဆိုလို့တယ်မိဘကိုရိုင်းဆိုင်ပြန်ပြောလို့ရှိရင်ဆဲရင်ဟောဒါသူရုံမှာလို့မှတ်ပါတဲ့ဟောနောက်တစ်ခုကျတော့မြတ်စွာဘုရားဘာဟောထားတော့ဆိုမင်္ဂလာတုတ်မှာကြီးပွားတိုးတက်ကြောင်းတရားဟောတယ်လို့ပဲပရာဘဝဆိုတဲ့တုတ်မှာပျက်စီးကြောင်းဆိုပြီးတော့ဟောတာရှိတယ်ဆန့်ကျင်ပဲမင်္ဂလာတုတ်ဆိုတာကြီးပွားတိုးတက်ကြောင်းတွေဟောတာဒါတွေလုပ်ရင်ကြီးပွားမယ်လို့ဟောတယ်ခုဒီပရာဘဝတုတ်ကြတော့ပျက်စီးကြောင်းပဲတဲ့မင်းပျက်စီးမှာပဲဒီဘဝမပျက်စီးရင်နောက်ဘဝမှာပျက်စီးမှာပဲအထက်တန်းဘယ်လိုမှမရောက်နိုင်ဘူးလို့တခါကျတော့လူတွေဟာဒီဘဝမှာကြံတဲ့အခြေအနေတွေကောင်းနေလို့အခြေအနေကောင်းတယ်လို့ထင်ရပေမဲ့လို့နောက်ဘဝကျတော့မျောလင်းချက်မရှိအောင်အောက်တန်းကျသွားတာတွေရှိတတ်တယ်ပေါ့ဘဝဆိုတာရှိနေတာဟုတ်ရှိနေတော့ကိုယ့်ရဲ့လုပ်ရက်တွေဟာဒီဘဝမှာတော့တခြား condition တွေကကောင်းနေသေးတဲ့အတွက်ကြောင့်အခြေအနေမပြောင်းလဲပေမဲ့လို့ condition တွေပြောင်းသွားတာနဲ့တပြိုင်နက်ကျွမ်းတို့မှောက်ကုန်ဖြစ်ကုန်တာပဲတဲ့အဲ့ဒါကြောင့်မလို့ပရာဘဝတုံမှာတော့မြတ်စွာဘုရားဟောထားတယ်ယောမတရံပိတရံစိဏကံကတရွတ်ဗနာအမေအိုအဖေအိုအရွယ်ရင့်လာတဲ့အခါမှာတဲ့ပဟုတန်တော်နဗရတိကိုစွမ်းနိုင်တဲ့အနေထားရှိရတဲ့နဲ့မကြွေးမွေးဘူးမဆောင်ရှောက်ဘူးဆိုလို့ရှိရင်တံပရာဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းပဲဒါဟုတ်တယ်ဗမာပြည်မှာအမေအဖေကိုပြစ်ထားတဲ့လူတယောက်မိဘကိုပြစ်ထားတဲ့သားသမီးဟာသူ့သားသမီးကလည်းသူ့ကိုပြစ်ထားတာဒီဘဝတည်းမှာဝတ်လဲတယ်ခဏတွေ့ဘူးတဲ့အဲ့ဒါအမေဖေကိုယူသေးတဲ့သားသမီးဟာသူ့ရဲ့သားသမီးကလည်းသူ့ကိုယူသေးတယ်တော့သူကအမေဖေကိုပြစ်တဲ့အော်တယ်ဆိုရင်လည်းသူ့သားသမီးကသူ့ပြန်အော်တယ်သူ့ကိုချက်ချင်းပဲအဲ့ဒါနော်တုံ့ပြန်မှုကချက်ချင်းလာတာနောက်ဘဝမဆိုင်ဘူးဒီဘဝမှာပဲလာတယ်အဲ့ဒါပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းပဲလို့မြတ်စွာဘုရားဗရာဘဝတုံမှာဒီလိုခေါ်ထားတယ်အခုပြောရတဲ့အချက်လက်တွေဟာမြတ်စွာဘုရားကိုယ်တိုင်မိဘနဲ့ဆက်ပြီးတော့ဆုံးမဩဝါဒပေးပြီးတော့ဟောကြားခဲ့တဲ့တရားဒေသနာတွေကထုတ်လုပ်ပြီးတော့ဟောကြားတာဖြစ်ပါတယ်မိဘခြေဆုတရားနဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားဆိုတာတကယ်စာပေကျမ်းဂန်ထဲမှာ950ဇတ်တွေထဲမှာလည်းပဲဒီအကြောင်းတွေဘုရားလောင်းတွေဟာမိဘတွေကိုဘယ်လိုပြုစုခဲ့တယ်ဆိုတဲ့ဇာလံတွေအများကြီးရှိတယ်ပေါ့ဒါသုတ်တံပါဠိတော်တွေမှာလာတဲ့မိဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သည်တို့လူဘဝရောက်လာတာဟာမိဘကိုအကြောင်းပြုပြီးတော့မိဘနဲ့ဆက်နွယ်ပြီးတော့နေတဲ့တို့လူဘဝရလာတာမိဘရဲ့ကျေးဇူးတွေဟာပထမဆုံးအလွန်ကြီးမားတဲ့ကျေးဇူးတွေရှိတယ်ဒီကျေးဇူးတွေဆက်ရတာဟာတို့အတွက်မှာအမတန်မှမြင့်မြတ်တယ်လို့စိတ်ထဲနှလုံးထဲမှာထားပြီးတော့မိဘကျေးဇူးအထူးသိမြင်ကတက်ရှိထင်ရှားမိဘများရှိတဲ့ပုဂ္ဂိုလ်တွေကမိဘကိုပြုစုလုပ်ကြွေးကျေးဇူးဆက်လို့တမလွန်ဘဝမိမိတို့ရဲ့မိဘတွေတမလွန်ဘဝပြောင်းသွားပြီဆိုလို့ရှိရင်လည်းမကြာခဏကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဖြင့်မိဘရဲ့ကျေးဇူးကိုဆက်ကြရမယ်ဆိုတာကိုကိုယ်စီသဘောကျပြီးတော့ကြိုးစားလိုက်နိုင်ကြပါစေကုန်သတည်း